အားလုံးပဲမင်္ဂလာပါရှင် Iris Bandra ရဲ့ talk show episode 1လေးရနေကြိုဆိုလိုက်ပါရှင် ကျွန်မကတော့ Iris Bandra ရဲ့ founder ဝင်းသက်ဖြစ်ပါတယ်ရှင် ကျွန်မကတော့ Iris Bandra ရဲ့ co-founder သူစာလင်းဖြစ်ပါတယ်ရှင်အဲ့တော့ဒီမိကုန်းလေးတစ်ခုပေါ်လာတယ်အဲ့ဒါလေးကဘာလေးလဲဆိုတော့ဒီ Iris Bandra ဆိုတဲ့လုပ်ငန်းကိုမတီထောင်ခင်မှာပေါ့ဘယ်လိုမျိုးဒီ working experience တွေရှိခဲ့တယ်ဘယ်လိုမျိုး journey တွေကိုဖြတ်သန်းခဲ့ရလဲဆိုတာကို share လေးလုပ်ပေးပါအောင်ရှင်ကျွန်မအလုပ်တွေအများကြီးလုပ်ဖူးပါတယ်အဓိကတော့ political researcher ရေပြီးတော့ဒီ corporate မှာကျွန်မ marketing ရေ selling တွေမှာလည်းလုပ်ခဲ့ပါတယ်ပြီးတော့အဓိကတော့ management ဘိုင်းကိုသွားပါတယ်တခါတစ်ဆက်လေးမှာပဲကျွန်မ freelance photographer freelance artist အနေနဲ့လည်းလုပ်ခဲ့ပါတယ်ကျွန်မဒီ art နဲ့ပတ်သက်ပြီးတော့ commission တွေယူပြီးတော့ညာလိုက်ကြီးနိုင်ဆွဲခဲ့ပါတယ်ရှင် digital ကacrylic နဲ့အောင်ဆွဲခဲ့ပါတယ်ဟုတ်ကဲ့ဥစားနေနဲ့ရောကျွန်မကတော့ဟို marketing sector ဘက်ကိုအဓိကသွားတယ်ပေါ့နော်ကျွန်မကဒီ B2B marketing တွေလုပ်ခဲ့တယ်ပြီးတဲ့အခါမှာ sales ဘိုင်းကိုပါတူတူလုပ်ခဲ့တယ်လက်ရှိမှာလည်းဒီ ICT ကို professional ဟို teacher အနေနဲ့ teach လုပ်တယ်ပေါ့နော်ဒီပေါ့ freelance အနေနဲ့ artist ကိုလောက်တောက်လျှောက်လုပ်ခဲ့တယ်ဆိုတာလေးကိုပြောတဲ့အတွက်ကြောင့်ကျွန်မသိချင်တာလေးတစ်ခုပါပေါ့နော်ဒီကိုယ့်ရဲ့ဒီ artist ဆိုရဲဖြစ်လာဖို့ကို life journey တစ်လျှောက်ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာကို share လေးလုပ်ပေးပါအောင်ရှင်ကျွန်မပကြီးကိုအခြေခံကြတခြားစနစ်တကျစတင်နေတာ6တန်းနဲ့မှစတင်နေရပါတယ်စတင်နေတင်ပြီးတော့ဒါဒီကျောင်းဆင်းပကြီးပဲငွေတွေမျိုးနဲ့စင်တိုင်းစင်နိုင်ငံတော်အဆင့်ပေါ့နော်ပြန်ငွေတွေများစွာပြန်ခဲ့တယ်ဆူရီရခဲ့တယ် poster ပကြီးပြီးတော့ digital art ပေါ့နော်အကုန်လုံးပြန်ခဲ့တယ်နိုင်ငံတကာပြန်ငွေတွေလည်းကျွန်မတို့တင်ခဲ့တယ်အဲ့လိုပြန်နေနေကျွန်မကန်ကောင်းအကြောင်းလှပြီးတော့ကျွန်မကကြီးဆရာကြီးအလင်းကကျော်စာ Academy Director ကြီးဆုံးမိုးစီမှာဒီပကြီးကိုဒေတာစနစ်တကျပြန်ပြီးတော့ဖတ်ဆင်လေးလာခွင့်ရခဲ့တဲ့အချိန်မှာကျွန်မဒီပကြီးကို professional point of view နဲ့ဘယ်လိုမျိုးကြည့်တယ်ဘယ်လိုရေးဆွဲတယ်ဆိုတာကိုသိစိတ်လေးလာခွင့်ရခဲ့ပါတယ်အဲ့လိုနဲ့ပဲကျွန်မတောက်လျှောက်ပကြီးတွေဆွဲလာခဲ့လိုက်တယ်ဆိုတာယနေ့ထိပါပဲရှင်ဟုတ်ကဲ့ပါဒါဆိုရင်ဒီနေ့အတွက်ကနည်းနည်းမိတ်ဆက်လေးဆိုတော့မိကုန်းလေးတစ်ခုထပ်ရှိတယ်ပေါ့ဒီ Iris Bandra မှာအဓိကလောက်တာ Iris Bandra အဓိကပကြီးလောက်တာပါပကြီးလုံးမှာပကြီးနဲ့ပတ်သက်တဲ့အလုပ်တွေအများကြီးလုပ်ပါတယ်ရှင်ဟုတ်ကဲ့ပါ Iris Bandra ဆိုတာဘာလဲဘာတွေကိုအဓိကထားပြီးတော့ဖန်တီးဖြစ်လဲသူ့ရဲ့ mission vision တွေကဘာတွေလဲ Iris Bandra ဆိုတဲ့လုပ်ငန်းကဘာအတွက်ရပ်တည်နေတာလဲဆိုတာကိုအသေးစိတ်သိရဖို့ကိုနောက်ထပ်ဗီဒီယိုတွေမှာဆက်လက်ဆောင်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်ဒါဆိုဒီနေ့အတွက်တော့ bye bye